ချင်းညီကိုတွေအားလုံးကိုကျွန်တော်အပေးတဲ့တငယ်ချင်းတွေကိုမင်္ဂလာပါအခုကျွန်တော်ပြမယ့်ဗီဒီယိုလေးကမှထိုင်းမှာနာမည်ကြီးနေတဲ့ပလေယာအဖွဲ့ကိုကျွန်တော်တီးပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကဆုံးတိကြည့်ပေးသွားပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်နဲ့ကျွန်တော်ဗီဒီယိုလေးကိုပတ်ကြည့်ကြမယ်နော်โอเคသူတို့ကဟိုဘက်ချမ်းမတီးနေတယ်ကျွန်တော်ဒီ main မှာတီးနေတာပေါ့နော်တော်တော်နာမည်ကြီးတဲ့ကောင်တွေကိုကျွန်တော်ကတီးချင်တာတွေ့ပြီးတော့လည်းကျွန်တော်ကတီးချင်တာနာမည်ထွက်လာပြီတွေ့မယ်ဟိုဘက်ချမ်းမကျွန်တော်တွေ့ပြီးကျွန်တော်ခုံပြီးအပေါ်တက်မယ်ထိုးဆင်းမယ်တကောင်အမတကောင်အမတော့ဘောအဲ့ကောင်ဘောဒီဘက်ချမ်းမတကောင်တီးမယ်โอเคနှကောင်သေးသွားပါပြီတကောင်ကြမ်းမယ်လိုက်ရှာနေတယ်ဟိုမှာဝင်လာပြီးတွေ့ပြီးဒါချောင်းမကြည့်နေနဲ့ချောပြီးသားရုပ်ကိုကြည့်လိုက်နော်မချောဘူးဆိုရင်ပလေယာမလုပ်ဘူးနော်ပြီးတယ်နော်စတွင်မှာမလုပ်ဘူးစတွင်မှာတော့ချောပြီးသားတဲ့ကောင်တွေပဲစတွင်မှာလုပ်တာနော်โอเคအထဲမှာတကောင်ရှိတယ်ဘောလာလူလာတော့မသိဘူးခြေတန်းကြားတယ်ဟုတ်ပြီးထိုင်နေတယ်တီးတယ်ဟုတ်ပြီးဒီမှာသူတငယ်ချင်းတယောက်ပြန်လာတယ်ကျွန်တော်မကြည့်နဲ့ပြန်လာတီးမယ်တဲ့ဒီကောင်ဆိုလိုပဲတဲ့ပြန်လာတီးမယ်တဲ့မရဘူးလေငါညီမရဘူးလေအဲ့လိုစကင်းနဲ့မရဘူးလေငါညီကျွန်တော်တီးပြီးကပြန်ဆင်းလာပြီးဟိုမှာပြန်ဆင်းလာပြီးနာမည်တွေထွက်နေလေကျွန်တော်စိတ်ထဲမှာပေါ်မှာကျွန်တော်စောင့်နေတယ်ကျွန်တော်ကဆိုလိုဆိုတော့သူက3ကောင်ဆိုတော့ဒီကောင်ပြန်လာတီးမယ်စိတ်နဲ့ပေါ့နော်တွေ့မယ်ပြန်တီးမယ်ပြန်လာလည်းပြန်တီးပေးမယ်အောင်နေတော့ကောင်းနေနော်တော်နာမည်ကြီးတဲ့ကောင်တွေပဲကျွန်တော်စော်ချင်တာကျွန်တော်ဒီဘက်ချမ်းမရင်သိမ်းလိုက်မယ်နောက်ပြီးမှအပေါ်မှာသူတို့တော့ပြန်တီးမယ်ဖင်နိုင်ပြီမကျွန်တော်တီးပြီးအနောက်မှာနိုင်နေတယ်အနောက်မှာသူတို့ပြန်ဆင်းလာပြီနော်အနောက်မှာနိုင်နေတယ်ကျွန်တော်နိုင်မကျေနပ်ဘူးလေသူတို့ကျွန်တော်ဆိုလို့ဆိုတော့သူတို့3កောက်ဆိုတော့ပဲကျေနပ်မလဲနော်တီးနေတော့ဟိုမှာတီးနေဘက်ပေါ်မှာကျွန်တော်စောင့်နေတယ်ကျွန်တော်သိတယ်ဒီဘက်မှာပတ်လိုက်မယ်စောင့်နေတယ်သူတို့အပေါ်မှာစောင့်နေတယ်ကျွန်တော်သိတယ်ဒါမဲ့ကွာသူတို့ပြန်လာဆိုတော့ပြန်တီးပေးမှာပေါ့တော်အောင်တော့ကောင်းတယ်နော်သူတငယ်ချင်းကျွန်တော်2កောင်တော့ထားတယ်နော်နောက်ဘက်ဆုံး2កောင်ကြည့်လိုက်သူကျွန်တော်နားမှာလာပြီးတော့ကျွန်တော်မလောက်ရအောင်သူကပ်ပြီးနေတယ်နောက်ပြီးတော့သူပစ္စည်းလဲချတယ်ကွာကျွန်တော်ပြစ်လို့မရတော့ဖြစ်နေတယ်မှာသူပြရေဘူးရောဈေးဘူးရောပြစ်ချတယ်ကျွန်တော်လိုက်6ကောက်ရမှာလိုက်6ကောက်လည်းပြစ်လို့မရအောင်သူကကတ်နေတယ်တာကတ်တယ်ကွာဒီကောင်တော်တော်ပါတယ်ဒီကောင်လေ